ဆိုင်ပေးတယ်။များလဲတော်တော်မူးနေပြီဆိုတော့ဒီပြန်လာရင်ကောင်းတယ် နင့်ငါ့ကိုတေးပေးခြင်းနေလားဒီလိုပုံစံနဲ့ပြန်ရင်လမ်းမှာကားတိုက်ပြီးတေးရနဲ့အိမ်ရောက်လို့ဖေထိုးတာခိုင်းရပြီးတေးရနှစ်ခုတည်းတစ်ခုပဲ ။ပိုရီပြောင်းနေပါမယ်။မြအရင်ကလည်းဒီလိုပဲဘာသာကလပ်တက်နေကြမှာ မင်းကငါ့အကြောင်းဘယ်လောက်သိလို့တော့ ။မသိပါဘူး။သိလည်းမသိချင်ဘူး။ကျွန်တော်အခုသိတာခင်ဗျားကိုဘယ်လိုအိမ်ပြန်ပို့အောင်လဲဆိုတော့ဒါနဲ့ခင်ဗျားနောက်မှာပါနေကြဘော်ရီကတ်တွေရှိရောဆိုရှယ်မီဒီယာမှာဆိုရင်သူတို့အများအားတွေ့နေတယ်ခင်ဗျားသူတို့ကိုအိမ်ပြန်ခေါ်ပြီးတော့သွားရင်လည်းအဆင်ပြေတာပဲ မခေါ်ဘူးသူတို့နဲ့မနေခြင်းလို့ရှောင်ထွက်လာပါတယ်ဆိုနေမှာဘာကိစ္စနဲ့ခေါ်မှာလဲမခေါ်ဘူး ဒါဆိုလည်းခင်ဗျားတငယ်ချင်းတွေခေါ်လိုက်ပါဗျာ ဟောမှာတကယ်ချင်းဆိုတာမရှိဘူး ဒါဆိုလည်းရရတက်စီကငှားပြီးတော့ပြန်လိုက်တော့ကဲပါထကျွန်တော်လည်းခင်ဗျားကိုအိမ်ပြန်လိုက်ဖို့မဟုတ်ရင်ခင်ဗျားဒီမှာတောင်းနေနေတော်တော်မူလားနားနေမင်းကတော်တော်စိတ်ထားကြည့်နေကောင်းလို့နော် ဘာပြောနေလဲကြာမတော်မယ်လားခင်ဗျားကပဲနားနေပါ ဟုတ်ရှင်းနေ